ပတိငြိမ်တဲ့ဘဝကြီးမှာအကောင်းဆုံးနေမယ်ဘယ်လိုနေမလဲလူဘဝဆိုတာလှုပ်ရှားရုန်းကန်ပြီးတော့အလုပ်လုပ်ပြီးတော့ဘဝမှာယက်တည်ကြရတာဖြစ်တယ်အသိပညာအတတ်ပညာတွေကိုမိပြုပြီးတော့အသက်ရှင်ကြရတာဖြစ်တယ်ကိုလောက်ကင်တဲ့အတတ်ပညာနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်အောင်ကြိုးစားခြင်းနဲ့လိမ္မာကျွမ်းကျင်မှုအသိဉာဏ်ရှိခြင်းလိမ္မာကျွမ်းကျင်တဲ့အသိဉာဏ်ရှိခြင်းနဲ့ထို့အသိဉာဏ်တိုင်းကြိုးစားအထောက်ခြင်းဒါဘဝယက်တည်ဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုဘဝယက်တည်နိုင်လောက်အောင်လူတိုင်းကိုလူတိုင်းအသိပညာရှိရမယ်ကြိုးစားအထောက်မှုရှိရမယ်အဲ့ဒါမှဘဝမှာယက်တည်နိုင်မယ်ကိုကြိုးစားအထောက်လို့ရရှိလာတဲ့ဥစ္စာတဏအခွင့်အရေးတွေကိုအားလုံးနဲ့မျှဝေခံစားရမယ်လောကမှာကိုချိုးရှာသမားဆိုတာကဲရှုပ်ချရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါဆိုလိုတာလောကထဲမှာဖြစ်လာရင်လောကကိုအကျိုးပြုရမယ်လို့ပြောတာနော်လောကထဲမှာနေပြီးတော့လောကကိုဘာတွေအကျိုးပြုသွားသလဲအဲ့လိုအကျိုးပြုသွားတဲ့ပုဂ္ဂိုလ်တွေကိုလောကကမှတ်တမ်းတင်ပြီးတော့ကိုပြုနေကြတာပဲလေဒါကြောင့်လောကထဲမှာလောကကြီးကိုအကျိုးပြုသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အကျိုးမပြုတဲ့ပုဂ္ဂိုလ်တွေလည်းရှိဖြည့်ဆည်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီမဲ့လောကတွင်မှာအကောင်းဆုံးနေခြင်းလို့ရှိနေတယ်ဆိုတာလောကတွင်မှာနေထိုင်တာဟာလောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်